သောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာကြီးသည်ဣတိပိမိနာသဂရဏိနာဤသို့ဝါဒနာနှင့်တကွ1500ကိလေသာတို့မှာကင်းဝေးတော်မူသည်ဖြစ်ကြောင်းလေးအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်သင်္ဘောကျော်စောတော်မူပါ၏ဗျာဝါရိနံလောဘဒေါသမောဟဒိဋ္ဌိဟိရိကအနုတ္တပါဝိသိကိစ္စတိနာမာနာဥဒ္ဒသဟုတတကိလေယညေတွေကိုလေးတောင်မှပေါင်းလက်နှကောင်းဖြင့်တောင်းတောင်းပြပြုတ်သက်ပြတော်မူသည်ဖြစ်ကြောင်းလေးအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်သင်္ဘောကျော်စောတော်မူပါ၏ဗျာဝါ30၌မယမတိမပလေး၍မိသောပရိစ္ဆေသမုပ္ပါဆက်ရကြီးကိုအတတကမကယေဉာဏ်ပစိတ်ဖြင့်ရွယ်ချင်းကြီးမိုး၍ချိုးဖဲပြည့်စည်တော်မူသည်အဖြစ်ကြောင့်လေအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်သင်္ဘောကျော်စောတော်မူပါ၏ဗျာဝါပစ္စယရိနံယမနလူသုံးပေါင်းသူတို့ဘေးလူရသောပစ္စည်းလေးပါးကိုအရဟတာခန္ဓာမူထိုက်သည့်ဖြစ်ကြောင်းလေးအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်သင်္ဘောကျော်စောတော်မူပါ၏ဗျာဝါပပကန္တိနာယုတ်မာညင်ကျူမကောင်းမှုတို့ကိုပြုခြင်းတော်မူခြင်း၌ရာဘာဝစိတ်ကိုယ်ရာမရှိသည်အဖြစ်ကြောင့်လေးဝါစိတ်ကိုယ်ရာယ၌ပင်ပြုခြင်းတော်မူသည်အဖြစ်ကြောင့်လေးအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်သင်္ဘောကျော်စောတော်မူပါ၏ဗျာဝါမန္တဗုဒ္ဓိနံကိလေသာပြောတို့ဉာဏ်တို့တို့မှာဝါကြိုကြောင့်ဆိုကောင်းယုံမြတ်ကိုမသိတတ်သည်ဖြစ်၍မြတ်စွာဘုရားဟောကြားဆုံးမဟောဝါဒကိုမကျင်ကျင်မလိုက်နာရသောသူယုံမှာတို့မှာအာရကသင်္ကန်းစွန်ပြဆွေလိုက်ညတော်လီတောင်းတိုင်းစကြဝဠာကိုယ်ကဝိယမီစတိဖြစ်ကြောင်းလေအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်သင်္ဘောကျော်စောတော်မူပါ၏ဗျာဝါဝိဇာနတံဝိဇာနန္ဒနံဟောမှန်သဖြင့်အကျဉ်သိ၍အကျဉ်ပြောထုတ်ဉာဏ်ရှိသူတို့နှင့်ဝါကျိုးကြောင့်သောကောင်းကိုသိတတ်သည်ဖြစ်၍မြတ်စွာဘုရားဟောကြားဆုံးမဟောဝါဒကိုမသွေမလန်ကျင့်ကြံလိုက်နာကြကုန်သောသူတော်ကောင်းတို့နှင့်သာအာရဂသနာတာယုဇနာတရားကိုယ်ကဝိချမိညာတော်လီအပါမျက်မှောက်ရှိတော်အောက်တွင်ဝင်ရောက်ခါစားညွတ်တော်စီကဲ့သို့နိစ္စတော်မူသည်အဖြစ်ကြောင့်လေအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်သင်္ဘောကျော်စောတော်မူပါ၏ဗျာဝါစီဘဝနစုဖြစ်ခြင်းသူတို့မယွေရဆွန်ပြည့်သောမကောင်းမှုတို့သောဘိနတာမောရိညောင်ရွှေဗုဒ္ဓပြင်းပြင်းအောင်မြင်ခင်၌အကျွင်းမချမ်းမလေးတွင်ဖြစ်ဘေလန်တွန်
ဖြစ်တတ်တော်မူသည်ဖြစ်ကြောင်းလေအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်တင်ပေါ်ကျော်စောတော်မူပါ၏ဗျာဝါဝိကုဏံပုထုဇဉ်ကလျာဏသောရဝန္တဂရကနာကံယနာရှင်မြတ်ကြီးတို့၏ဉာဏ်တဲ့စိတ်တဲ့နှလုံးတဲ့၌အမြဲမပြတ်မစွမ်းသည်အဖြစ်ကြောင့်လေအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်တင်ပေါ်ကျော်စောတော်မူပါ၏ဗျာဝါဘဝေတုဘဝမြတ်စွာသန္တရာတို့၌တွေ့တာစုဝင်၍နေသောအဝိဇ္ဇာနှင့်တဏှာအညစ်ဘဝမြစ်ကိုရဟဝဝလေးတန်ဉာဏ်တို့သံလျက်ဥဖြင့်တို့ဖို့ခုတ်ထွင်၍တုတ်တင်ပေနှုတ်တော်မူပြီးသည့်အဖြစ်ကြောင့်လေအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်တင်ပေါ်ကျော်စောတော်မူပါ၏ဗျာဝါပတ္တရဟတာလူကောင်းနတ်ကောင်းမြတ်မာကောင်းလူပညာရှိနတ်ပညာရှိမြတ်မာပညာရှိတို့သည်ကျေးဇူးတော်ပေါင်းဂုဏ်တော်ပေါင်းကိုအောက်မေ့သဖြင့်နိယောညမှာဘေကမပြည့်ခြေမွန်အတ္တိအဖြစ်ကြောင့်လေအရဟံရာဟုသောမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်တင်ပေါ်ကျော်တော်မူပါ၏